မောင်ရဲ့စကားတန်လေးတွေကိုကြားနေရရင်လုံလောက်ခဲ့တဲ့နေ့လေးတွေပါမနက်ခင်းကစားနေညနေခင်းဆုံးတီးကိုတွင်းနေခဲ့တာကရှင့်ကိုဘယ်လိုချစ်ရမလဲဘာတွေဖြည့်ဆည်းပေးရမလဲဘယ်လိုပြောထားရမလဲဆိုတာပါပဲပပရဲတန်လေးတွေကိုသိချစ်တယ်လူကျင်နာသာရသွားတိုင်းအလွတ်လက်ဆုံးပြုံးနေတတ်တဲ့အဲဒီနှခမ်းမလေးတွေရောလှုပ်ချင်တာလှုပ်ထားပြီးရင်မဝင်မရင်နဲ့အတနာခံတတ်တဲ့အဲဒီမျက်လုံးဝိုင်းလေးတွေရောပေါ့အများကြီးလောဘမကြည့်တတ်ပေမယ့်လောကကြီးမှာရှိသမျှအရာတွေထက်မောင်တယောက်ကိုတော့ပိုင်ဆိုင်ခွင့်ပေးဖို့ဖျားစီမှာပူဇော်ခြင်းနဲ့မြင်နေကြမျက်နှာလေးကိုထာဝရမြင်ရဖို့ရဲ့ကြားနေကြအတန်လေးခွဲပြောက်မသွားဘူးရဲ့နောက်ပြီးချစ်နေစေချစ်တွေကိုပို့တူးလို့လက်ဆက်သွားဖို့ရဲ့တကယ်ကိုအိတ်တာလေးပါပဲဘဝကတာမန်နေရဲ့ဒေတာဆိုင်ရှင်သန်ရတာပို့ပြီးတော့ပြည့်စုံလာတယ်လေတရက်ကုန်သွားတိုင်းနောက်ထပ်တရက်ပြီးတရက်ချစ်ဖို့ကိုပဲအာတိတရှိတော့တယ်မပြောခဲ့ဘူးလားကိုကမောင်ရှိနေရနေတယ်အရာရာကိုမေ့နေခဲ့ပါတယ်လို့အချစ်ရဲ့စွမ်းရည်ထင်ပါရဲ့ကမာငယ်လေးရဲ့ဘေးဟာကဘာကြီးတစ်ခုလုံးကိုတောင်မိသွားပါတယ်နားဆင်ပြီးတဲ့အရောက်စီတိုင်းလဲကဘာကြီးတစ်ခုလုံးကိုတောင်မိသွားတဲ့သူနဲ့ဆုံစည်းနိုင်ကြပါစေရှင်